အားလုံးမင်္ဂလာပါကျွန်တော်တင်းတက်ဆက်ပေးချင်တဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ငကားကူဟောင်းထဲမှာကျွန်တော်တို့ဝင်ပြီးတော့အားရရှိလဲဆိုတော့ဝင်ပြီးတော့လေ့လာကြည့်တာပေါ့နော်ကျွန်တော်တို့အခုပေါ့နော်ဒီကူထဲမှာစောက်ဝင်တော့မှာပေါ့နော်ကြောက်ကူပေါ့ကြောက်ကူအရင်တော့ဒီကူထဲမှာမွေတွေရှိတယ်ပေါ့နော်ငကားကူလို့ပဲပြောကြတာငကားတော့ရှိလားမရှိလားတော့မသိဘူးပေါ့နော်ဒါပေမဲ့မွေတော့ရှိတယ်ဒီမွေကြီးတွေပေါ့နော်အရင်တော့ရှိတယ်ပြီးတယ်အဲ့နောက်မှာကြားတွေရှိတယ်ကြားတွေလည်းဒီကူထဲမှာနေတယ်နောက်ကျတော့လူတွေနေတာထူထပ်လာတော့အကောင်ဖလောင်တွေကဘာမှမရှိတော့ဘူးเนาะအခုကဒီကူထဲမှာပါတယ်ရှိလဲဆိုရင်ဒီလူထဲမှာပေါ့เนาะလင်းနုတွေရှိတယ်ဒီလင်းနုရဲ့ချီကိုကျွန်တော်တို့ကဆက်ပြီးမှသုံးဖို့တွေပေါ့เนาะဒီနုချီကိုကျွန်တော်ကသွားယူရတော့ပေါ့เนาะဒီလိုသွားယူရင်းနဲ့ကျွန်တော်တို့ကဒီကူထဲမှာဝင်ရောက်ပြီးတော့လေ့လာရခြင်းဖြစ်တယ်ပေါ့เนาะThis is 7 stars ဆိုရင်ကျွန်တော်နဲ့ဆက်သွင်းနေပါတယ်ကျွန်တော်နဲ့ဒီပေါ့နော်ဒီလိုမျိုးနေရာတွေဒီထက်မကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့နာခတောင်သားမှာပေါ့နော်ဒီလီရှိမျိုးတွေကပန်ဆပ်ပဲပေါ့နော်အဲ့ဘက်မှာအများကြီးရှိပါတယ်လို့ဒီရှိရဲ့အနောက်ချောင်းမှာလည်းအများကြီးရှိတယ်ဒီလိုမျိုးကြောက်ဘူးပေါ့နော်ဒီထက်မကတောင်ကြီးတဲ့နေရာတွေလည်းအများကြီးရှိတယ်ဆိုတော့က mystery ကကင်မရာတစ်လုံးသာရှိခဲ့မယ်ဆိုရင်ဒီထက်မကပေါ့နော်ကောင်းတဲ့နေရာတွေပါကျွန်တော်ပေါ်သွားမယ်ပေါ့နော်ခုကကျွန်တော်ကဖုန်းနဲ့ပဲရိုက်ထားတာပေါ့နော်ဖုန်းနဲ့ပဲရိုက်ထားတာဆိုတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အခုဒီကူကတော့တက်ပြီးတော့ဝင်မှရတာပေါ့နော်တက်ပြီးမပိုင်တော့ဝင်လို့မရဘူးပေါ့နော်ပြန်မောင်းနေဒီမက်နော်Croissance que c'est une vidéo. Sen iyi. Oui. Hein?
他那个，怎么是？怎么？ ဒီကူရဲ့အထဲမှာပေါ့နော်ကူရဲ့အထဲမှာဆိုတော့ဒီကြော့တွေကအဖြူရော်တွေမှာဖြူလို့ပြောတာအကြည်ပေါ့နော်ကြော့အကြည်ကပ်ပြီးတော့နေကြတာပေါ့နော်ကူဒီကတော့ကြော့စင်းလို့ပေါ့နော်ကြော့စင်းနဲ့ဆင်တယ်ပေါ့နော်ကြော့စင်းလို့ပဲဒါပေမဲ့ဒီဟာကအရည်သွေးနဲ့လူတည်ရပါတော့ Здравствуйте. Роды. ဆိုတော့ဗီဒီယိုလေးကိုဆုံးလေးကြည့်အားပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ်ဗျာ